ဘိုင်းချက်လည်းမိမရေဆိုတော့ငါပြောဘူးလို့ပြောတာကိုမပြောဘူးလို့ကြားလို့ဘိုင်းမို့လို့မပြောချင်ရတာလေတဲ့ခက်ပြီးအေးဦးနဲ့ကြီးကတော့ကဲဒီနေ့မှာတော့ကျမကငါပြောဘူးမတက်ဟင်းလေးကိုချက်စားပါမယ်ဘာလို့ငါပြောဘူးမတက်လေးလို့ခေါ်လဲဆိုတော့ကျမကအခုလိုမျိုးရှိလေးတွေလီလို့ငါပြောဘူးမတက်လို့ခေါ်ပါတယ်ငါပြောဘူးလေးကတော့ဝယ်ထားတာကြာပြီဆိုတော့ရင်းတဲ့အပိုင်းလေးတွေကိုပေါ့နော်ဖယ်ထုတ်ပြီးတော့အခုလိုမျိုးလေးတွေကိုရှိလေးထားပေးလိုက်ပါမယ်ပြီးရင်တော့ငါပြောဘူးတွေမမဲတော့အောင်လို့ဆန်သွင်းလေးထည့်ပြီးတော့ရေလေးစိမ့်ထားပေးပါမယ်စက်တူဖြူစက်တူနီစနွေးမှုအယောင်တင်မှုကိုအခုလိုမျိုးရောထောင်းထားပေးလိုက်ပါမယ်ငါပြောဘူးလေးတွေကိုရေပြန်ဆေးပြီးတော့အိုးထဲထည့်လိုက်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ဟာလေးတွေကိုထည့်မယ်အရသာအတွက်ချက်တောင်မုံရဲ့စားလေးရဲ့စိမ့်စားငပိလေးရဲ့ထည့်မယ်ငနီတူးကြောက်လေးကိုလည်းရေဆေးပြီးတော့ထည့်လိုက်ပါမယ်စီလင်းနဲ့ထည့်ရင်နွေးလေးပါတစ်ခါလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ငပြောဘူးတွေဤသွားတဲ့အထီကိုချက်ထားပေးလိုက်ပါမယ်ငပိလေးတွေကြည့်ပြီးအရသာလေးတခြားသမားသွားအောင်လို့အခုလိုမျိုးလေးမွေးပေးလိုက်ပါမယ်အခုချက်တဲ့ပုံစံလေးကတော့လုံးချက်ပုံစံလေးပေါ့နော်ရေလေးနည်းနည်းလေးခန်းသွားတဲ့အထီချက်ပြီးသွားရင်ကတော့အခုဆိုရင်ငပြောဘူးမတက်ဟင်းလေးရပြီပေါ့နော်တခါတလေထမင်းစားလို့မမိန်တဲ့နေ့ဆိုလို့ရှိရင်အခုလိုမျိုးအရေးဆက်ဆက်ကလေးနဲ့ငပြောဘူးလေးကိုချက်စားမယ်ဆိုလို့ရှိရင်ကတော့ထမင်းစားလို့မိန်မအတေးကြပဲပေါ့နော်ကဲအိမ်မှာချက်စားကြည့်နော်အရန်ကိုကောင်းပါတယ်ရှင်